Hello ကဲဒီနေ့မှာတော့မေက Black Root ကဝင်လာတဲ့ listing လေးတွေကို try လုပ်ပြပါမယ်သူတို့စီက best seller series လေးတွေဖြစ်တဲ့ Davalier Over Buffet နဲ့ Multi Cushion Buffet လေးတွေကိုစမ်းပြပါမယ်ပထမဆုံးအနေနဲ့ Multi Cushion Buffet series လေးတွေက MV04 ဆိုတဲ့အရောင်လေးကိုအရင်စမ်းကြည့်ပါမယ်။ဟိုးသူ့ရဲ့လေ packaging ဘူးကိုကလေနုနုညံ့ညံ့လေးနဲ့အရန်ကင်လို့ကောင်းတယ်။ branding ကိုအဲ့လိုအသားတစိမ့်လိုမျိုးလေးထွင်းထားလေးကလုံးဝအသက်ပဲ။ဘာဗတ်ဆိုတဲ့အတိုင်းနှကန်းပေါ်ကိုတင်လိုက်တာနဲ့လုံးဝအိတ်ဆက်နေရပဲကွယ်သဘောကျလိုက်တာအနီးဘက်ဖောက်တဲ့အရောင်လေးမို့လို့ဝမ်းထုံးသမားရည်နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့လိုက်ပါတယ်နှကန်းထူတဲ့သူတွေဆိုရင်အတွင်းကိုအရင်ဆိုပြီးတော့မှအပြင်ကိုလက်လေးနဲ့ဖြန့်ပြီးဆိုပြီးပို့ပြီးတော့လှပါတယ်မေကတော့နှကန်းပါတဲ့သူမို့လို့အပြည့်ပဲဆိုလိုက်ပါတယ်လှလိုက်တာကြည့်ပါအောင်အရောင်လေးကအရင်ကတည်းကလေအဲ့လိုအနီးဘက်ဖောက်တဲ့အရောင်လေးဆိုရင်အရန်သဘောကျတာနှစ်ထပ်လောက်စိုးထားရင်တော်ရုံအစားစားလောက်ကတော့မပြတ်ပါဘူး long lasting နဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ Davalier Over Buffet DL12 ဆိုတဲ့အရောင်လေးပါ packaging ကတော့ပြောစရာမလိုအောင်နူးညံ့ပြီးတော့ luxury ဆန်တဲ့ဘိုက်လေးရပါတယ်နံပါတ်လေးမြင်ရလားမသိဘူးနည်းနည်းလေးဝါးနေလို့သိခံပြီးကြည့်ပေးကြပါနော်သူကလေတင်းပုံစံဟိုမှာ velvet ဆိုတဲ့အတိုင်းနှကန်းပေါ်တင်လိုက်တာနဲ့လုံးဝစိုးအေးလေးနဲ့လေအရန်ဆိုးလို့ကောင်းတယ်အနက်လေးကလည်းမှုေးနေရပဲစိုးနေနေအောင်စားပစ်ချင်တယ်လိမ်မော်ဘက်သွားတဲ့အရောင်လေးမို့လို့ကူးတုံးသမားရင်လည်းဆိုရင်ပို့ပြီးတော့လိုက်ပါတယ်ဆိုလေးနဲ့ moisturizer တက်လည်းပြေဝပေးနိုင်တာကြောင့်မို့လို့မီတို့လိုနှကန်း6တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းလုံးဝကွက်အခုနေဝယ်ရင် buy one get one promotion လည်းရှိတာမို့လို့တခြားကို2000စုံလေးနဲ့ရမှာနော်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်တတာ